ဗီယက်နမ်ကိုသွားစရာမလိုပဲမြန်မာနိုင်ငံမှာပဲတောတောင်လှတွေကိုခန်းစားရင်းဖောင်စည်းလို့ရမယ့်နေရာလေးကိုခေါ်သွားပေးပါမယ်ဒီနေ့တော့ကရင်ပြည်နယ်ဖအံမြို့ရဲ့ခီးသွားတွေကြားအရန်ကိုနာမည်ကြီးတဲ့အလဝိုင်အင်းကိုရောက်ရှိနေတာဖြစ်ပါတယ်တောင်တန်းကြီးတွေဝန်းရံထားတဲ့ဒီအင်းကြီးထဲမှာလှေစီးရင်းတဘာဝရှုခင်းတွေကိုကြီးရှုကြမယ်ဗျာဒါကအလဝိုင်အင်းရဲ့လှေစိပ်ဗျကျွန်တော်တို့ဒီမှာဆက်လှေစီးမယ်ဆိုရင်တိုကင်ကြိုယူပြီးတော့အလှည့်ကျဆောင်စီရတယ်အလဝိုင်အင်းမှာဆက်လှေစီးနိုင်တယ်လို့ဖောင်လဲစီးနိုင်တယ်ဆက်လှေရတစ်စီးကို1000ခွဲကျပ်ဖောင်ကကြတော့တစ်စီးကို3000ဗျတစ်စီးကိုလူ9ယောက်တောင်စီးလို့ရတာဆိုတော့ဆက်လေကတော်တော်လေးတန်ပါတယ်ကျွန်တော်သွားတဲ့ချိန်တုန်းကဖောင်ကတစ်စီးပဲရှိတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်မစောင့်နိုင်တာနဲ့ပဲဆက်လေပဲစီးလိုက်ပါတယ်အခုတော့ဖောင်တွေကအများကြီးရှိပါတယ်ကျွန်တော်တို့ခီးစဉ်စလိုက်ရအောင်ဗျာဒါကအာလဝိုင်အင်းကိုသွားနေတဲ့လမ်းဖြစ်ပါတယ်ဒီလမ်းမှာကြောက်တကားချက်ကြီးတွေနဲ့တူတဲ့ကြောက်တုံးကြီးတွေရှိတယ်ဗျဒီနေရာလေးရဲ့အကျော်ဘယ်ဘက်မှာနေရာဒီမှာသွားလေလို့ရတဲ့တဘာဝရေကူရှိပါတယ်အခုကျွန်တော်တို့ကအာလဝိုင်အင်းကိုသွားလဲမှာဖြစ်လို့ညာဘက်လမ်းကိုသွားပါမယ်ခင်ဗျာဒီမှာရှိတဲ့ဆက်လေတွေကအပြိုင်အောင်တုတ်ထားတာသတိထားမိတယ်ဗျဒီကဆက်လေဆရာတွေကကျွန်တော်တို့ဓာတ်ပုံရိုက်လို့ရအောင်လို့ခမောက်လေးတွေပေးတယ်ဗျဒီခမောက်လေးတွေကျွန်တော်စောင်းရတာသဘောကျတယ်ဗျာဒါကတော့ကျွန်တော်တို့ရိုးတဲ့ကိုဖြတ်နေတာဖြစ်ပါတယ်ရိုးချောင်းလေးကိုကြော်တော့ကျွန်တော်တို့တောင်တန်းကြီးတွေအလှကိုစပြီးမြင်ရပါပြီတောင်တန်းကြီးတွေအလှကိုကြည့်ရင်တည်ငြိမ်နေတဲ့ရေပြင်မှာဆက်လေစီးရတာတော်တော်လေးမိုက်တယ်ဗျကျွန်တော်တို့လာတော့ကတငယ်ချင်း2ယောက်တည်းဗျဒါပေမဲ့ဒီရောက်တော့အခြားခီးသွား2ယောက်ပါဆက်လေတူတူစီးကြတာဆိုတော့ဆက်လေကတက်တာသွားတယ်ဗျာ view point ကိုမရောက်ခင်ဆက်လေစီးရတဲ့အရာတော်ကိုကျွန်တော်အကြိုက်ဆုံးပဲဗျာအခုကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ view point ကိုရောက်ပါပြီကျွန်တော်တို့သွားတဲ့ချိန်တုန်းကတဲရတစ်ခုပဲရှိတယ်ဗျအခုတော့တဲတွေကအများကြီးဖြစ်သွားပါပြီဒီလေစိတ်ကရှူကင်းကအရန်ကိုတာရတယ်ဗျကျွန်တော်တို့သွားခဲ့တဲ့ချိန်ကမိုးရာသီကုံဆိုတော့ရာသီဥတုကတာရတယ်ဓာတ်ပုံရိုက်လို့လည်းအရန်ကောင်းပါတယ်ပွင့်လင်းရာသီဆိုတော့မြင်သမျှရှူကင်းတွေကအရန်ကိုတာရတယ်ဗျာအာလဝိုင်အင်းကဘယ်ရာသီပဲဖြစ်ဖြစ်သွားရတာညှိငွေ့သွားရလို့မရှိဘူးဗျဒါကျွန်တော်မိတ်ဆွေပဲဗျအင်ဂျီထဲမှာလှေလော်ခြင်းနဲ့ဆိုလို့ကြပြဆက်ဆန်နဲ့လှေလော်နေရဖြစ်ပါတယ်တောင်တန်းကြီးတွေရဲ့ရှေ့မှာကျွန်တော်ခမောက်ကြီးစောင်းထားတာဆိုတော့တိုင်းချခြင်းစိတ်ပေါက်လာတာနဲ့တိုင်းချလိုက်ပါတယ်တိုင်းရတော့ဘာတိုင်းလဲတော့မသိဘူးဗျပြီးတော့ကျွန်တော်အတွင်းအားလဲကျင့်ခဲ့ပါသေးတယ်မိုးရသည်ကုံပွင့်လင်းရသည်မှာသွားလိုက်တာမှန်တယ်ဗျတောင်တန်းကြီးတွေအလောက်အေးအေးဆေးဆေးလေးကြည့်လို့ရတယ်ဗျမိုးရသည်မှာသွားရင်ကျွန်တော်တို့မိုးရေဆိုတာနဲ့ပဲတောင်တန်းကြီးရဲ့အလောက်ကိုတိတ်ကြည့်လို့မရဘူးဗျဒီ view point လေးကနေပြီးတော့ကျွန်တော်မပြန်ကျင်တော့ဘူးဗျဒီနေရာလေးကနေပြီးတော့တောင်တန်းကြီးတွေရဲ့အလောက်အေးအေးဆေးဆေးလေးကြည့်ကျင်တယ်ဗျဒီနေရာလေးမှာ coffee ဆိုင်ဖွင့်ထားပြီးကောင်းမယ်နော် coffee လေးတောက်ပြီးတော့တစ်နာရီလောက်ကျွန်တော်နေကျင်တယ်ဗျဒီ view point ကိုရောက်ရင်ဓာတ်ပုံတွေဗီဒီယိုတွေအများကြီးရိုက်ခဲ့ဖို့မမေ့နဲ့နော်ဒီမှာတဝါကြီးနေပြီဆိုတော့ပြန်တော့မယ်ဗျတချို့အသည့်တွေကပြောတယ်ဗျအိမ်မှာလည်းလေစီးလို့ရနေရပဲဘာလို့လေသွားစီရလဲဒါပေမဲ့မတူဘူးဗျဒီမှာတောင်တန်းကြီးတွေအလှကိုကြည့်ရှုရင်ဆက်လေစီးရတာပို့ပြီးတော့အရသာရှိတယ်ဗျဒါကတော့အခြားဧည့်သည်တွေသွားနေရပဲဖြစ်ပါတယ်ကျွန်တော်တို့အာလဝိုင်အင်းရဲ့လှေစစ်ကိုပြန်လဲရောက်ရှိပါပြီဒီအိမ်မှာလေစားတော့ဆိုင်လုံးဝမရှိပါဘူးဒါပေမဲ့ coffee နဲ့ခေါက်ဆွဲကြောက်တော့ဝယ်လို့ရပါတယ်အဲ့ဒီဆိုင်ကအန်တီတို့ကလေအရန်သဘောကောင်းတာပဲဒီနေ့ကလာပြည့်နေ့ဆိုတော့ကျွန်တော်တို့ကိုတက်လွတ်နဲ့ထမင်းကျွေးလိုက်ပါတယ်။ဘာအရန်စာနေရဆိုတော့လေထမင်းစားလို့အရန်ကောင်းတာပဲ။အဲ့ဒီကအန်တီတွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။သွားလဲကျင်တဲ့သူတွေအတွက်လမ်းညွှန်ပေးရမယ်ဆိုရင်အာလဝိုင်အင်းကကရင်ပြည်နယ်ဖအံမြို့ရဲ့တန်လွင်မြစ်အနောက်ဘက်ခြမ်းမှာရှိပါတယ်။လေစိတ်ကဗမာရှိလဲဆိုရင်ရသိပြန်ကူရဲ့အရှိမပဲရှိတာပါခင်ဗျာ။ဖအံကိုရောက်မယ်ဆိုရင်အာလဝိုင်အင်းမှာမဖြစ်မနေဖောင်သွားစီးတင်ပါတယ်ခင်ဗျာ။အာလဝိုင်အင်းကမိုးရာသီနဲ့ဆောင်းရာသီမှာသာသွားလေလို့ရပါတယ်။နွေရာသီရေခမ်းတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့သွားလေလို့မရပါဘူးခင်ဗျာ။ဒါကတော့အာလဝိုင်အင်းကိုသွားလေခဲ့တဲ့ဘလော်လေးဖြစ်ပါတယ်ဒီဘလော်လေးကမိတ်ဆွေတို့အပန်းဖြည့်တယ်ဆိုရင်ဒီဗီဒီယိုကို share လုပ်ပေးတော့ပါဦးခင်ဗျာကျွန်တော်ကို follow လုပ်ဖို့လည်းမမိပါနဲ့ဟုတ်ကျွန်တော်နာမည်က Shiny ကြီးပါကျွန်တော်တို့နောက်ဘလော့တွေမှာပြန်ဆိုတွေ့ပါမယ်ခင်ဗျာ